မင်္ဂလာပါကားချောလေးတွေပြန်လဲတင်ပေးပါအောင်ဆိုလို့မတင်တာကြလို့တင်ပေးလိုက်ပါပြီကင်နာကားချစ်သူတွေတောင်းဆိုလို့ပါဒီကောင်လေးကတော့ဆက်အလင်း16ပေလေးပါ14 15 16ရှိမယ်ဒီကောင်ကတော့15ခွဲပါတန်ပေါင်း2ခုလွတ်ပါတယ်ဒီတစ်စီးပဲလွတ်တာပါတန်ပေါင်း2ခုလောက height 1အလင်းတစ်စီးပဲလွတ်ပါတယ်ကျန်တာတွေကတန်ပေါင်းလုံးဝမလွတ်ပါဘူးမိတ်ဆွေတွေကြည့်ပါကားတွေကတော့စိတ်ကြိုက်တွေ့မှာတေးကြပါတယ်ဒီကောင်ကတော့16ပေတစ်စီးပါ 5P ကတော့14ကို15ခွဲလောက်ထားပါတယ်မိတ်ဆွေတို့ကြိုင်းနေတတ်မှဆိုမန္တလေးစက်မှုတက်မှာကားလာကြည့်လို့ရပါတယ်ကားကတော့လုံးဝကို share လောက်ထားတယ်ဗျာကားကတော့လုံးဝ share အတွင်းကန်းနေပါလေဆိုရင်ကြည့်ပါလုံးဝကိုအသက်တိုင်းရှိပါသေးရဲ့เนาะအတွင်းကန်းနေလှတယ်ရိုးစစ်တွေအကုန်လှမယ်ဒီကောင်လဲလုံးဝအတွင်းကန်းဆိုရင်လုံးဝဒီကောင်လဲအလှပါဒီကောင်လဲအတွင်းကန်းတော်လှပါတယ် frame ထပ်ဖို့အဖို့ပါပါတယ်အဲကောင်ဒီကောင်ကတော့ model 2000နဲ့မှ10ပါတန်ပေါင်းမလွတ်ဘူး16ပေလူငယ်တွေအကြိုက်ပါတောင်ပိုင်းမြောက်ပိုင်းမှာဒီကောင်ကြီးကမင်းသားကြီးပါတောင်ပိုင်းမြောက်ပိုင်းမှာရှေ့ကျန်းထားတဲ့မင်းသားကြီးပါကားမြင်တာနဲ့ကြိုက်ပါနံပါတ်ကလည်း30ဆိုပြောစရာမလိုပါဘူးဒီကောင်တော့တန်ပေါင်း2ခုလွတ်နေပါတော်တော်များများကြိုက်ကြတဲ့တန်ပေါင်း2ခုလွတ်နေပါမိတ်ဆွေတို့လိုအပ်ရင်ဆက်သွယ်ခဲ့ပါ